interview တိုင်းမှာအမြဲမေးလေးရှိတဲ့မိကွန်း Tell me about yourself ဆိုတဲ့ကိုယ့်အကြောင်းကိုမိတ်ဆက်ခိုင်းတဲ့မိကွန်းနဲ့ပတ်သက်ပြီးတော့ interviewer တွေကိုယ့်အကြောင်းကိုကောင်းကောင်းသိသွားစေအောင်ပေါ့နော်ဘယ်လိုမျိုး structure နဲ့ပြောရမလဲဆိုတာကို share လုပ်ပေးပါမယ်ကိုယ့်ရဲ့ background ကိုအရင်ဆုံးမိတ်ဆက်ပေးရမယ်အဲ့တော့ background ကိုမမိတ်ဆက်ခင်မှာတော့အရင်ဆုံးကိုယ့်နာမည်မိတ်ဆက်ရမယ်ဆိုတော့ of course ပေါ့နော်တေချာပေါက်ပြောရမယ်အကြောင်းအရာပါအဲ့တော့ background ဆိုတာကိုယ့်ရဲ့ highest education background နဲ့ပတ်သက်ပြီးတော့ပြောပြရမှာပါကိုကဘွဲရပြီးသားသူမဟုတ်ဘူးဆိုလို့ရှိရင်လည်းပဲကိုက10တန်းအောင်ပြီးသားလားဒါမှမဟုတ်လို့ရှိရင်တက္ကသိုလ်ရဲ့ဥပမာsecond year တက်တီးရနဲ့ကျောင်းထွက်ထားတဲ့သူဆိုလို့ရှိရင်လည်းအဲ့ဒီ education level ကိုပြပေးရမှာပါဒီနေရာမှာသတိထားမှာကအပြင်မှာ diploma တွေ certificate တွေပေါ့နော်အများကြီးယူထားတဲ့သူတွေကအဲ့ဒီကိုယူထားသမျှ certificate တွေအကုန်လုံးကိုတန်းစီပြီးတော့ပြောပြပေးစရာမလိုပါဘူးအခုလက်ရှိကိုလျှောက်ထားတဲ့အလုံးနဲ့သက်ဆိုင်တဲ့ certificate တွေ diploma တွေဆိုလို့ရှိရင်တော့ထပ်ပြီးပြောပြပေးတင်ပါတယ်ဒုတိယချက်အနေနဲ့ကတော့ experience ပါအဲ့တော့ experience ကိုပြောတဲ့အခါမှာအလုပ်တွေ့ကြုံရှိတဲ့သူတွေတက်ကကြတော့ကိုယ့်ရဲ့ဒါအရင်တော့လုပ်ခဲ့တဲ့အလုပ်ရဲ့အတွေ့အကြုံတွေကိုပြောပြပေးရပြီးတော့အကယ်၍အလုပ်အတွေ့အကြုံမရှိရသေးတဲ့သူတွေဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဒီတက္ကသိုလ်သို့မဟုတ်ပေါ့နော်သင်တန်းတွေတစ်ခုတက်ထားတဲ့အချိန်မှာလုပ်ခဲ့တဲ့ internship ဒါမှမဟုတ်လို့ရှိရင် project အတွေ့အကြုံတွေကိုပြောပြပေးလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင် freelance လုပ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်လည်းပဲအဲ့ဒီအတွေ့အကြုံတွေကိုထည့်ပြီးတော့ပြောပြပေးလို့ရပါတယ် strengths or achievement ပေါ့နော်အလုပ်အတွေ့အကြုံရှိပြီးသားသူတွေကတော့ကိုအရင်ကိုလုပ်ဖူးတဲ့အလုပ်တွေရဲ့အောင်မြင်မှုတွေကို highlight လုပ်ပြီးတော့ပြောပြပေးရမယ်အတွေ့အကြုံမရှိသေးတဲ့သူတွေဆိုလို့ရှိရင်တော့ဒါတက္ကသိုလ်တို့ဘာလို့မှလုပ်ခဲ့တဲ့ project တွေ achievement တွေပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုပြောပြပေးရမယ်ဒါမှမဟုတ်လို့ရှိရင်ကိုယ့်ရဲ့ strengths အနေနဲ့ပေါ့နော်အခုလက်ရှိရှောက်ထားတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ကိုယ့်အနေနဲ့ဘယ်လိုမျိုး passionate ဖြစ်တယ်ဆိုတဲ့ဟာမျိုးကိုလည်းပဲမြင်သာအောင်လို့ highlight လုပ်ပြီးတော့ပြောပြပေးရမယ်အဲ့တော့အလုပ်အတွေ့အကြုံကိုပြောတဲ့နေရာမှာတခုတတိထားမှာကအလုပ်အတွေ့အကြုံများတဲ့သူတွေဆိုလို့ရှိရင်ကိုယ့်ရဲ့ experience တွေကိုပြောရတာများတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေမျိုးဆိုလို့ရှိရင်ကြတော့အတူချုံပြီးတော့ပြောပြပေးရမယ်ပေါ့နော်အဲ့တော့အတူချုံပြီးပြောပြပေးရမှာလေကိုကဒီအစီအစဉ်လိုက်ဆိုလို့ရှိရင်တော့ကို CV တွေမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ latest ပေါ့နော်နောက်ဆုံးအလုပ်လုပ်ခဲ့တဲ့ကုမ္ပဏီပါရေးတယ်ပေါ့နော်ဒါပေမဲ့ interview လုပ်တဲ့အခါမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အတွေ့အကြုံကိုပြောတယ်ဆိုရင် oldest to newest ကိုပြောပြရမယ်ပေါ့နော်ဆိုလိုချင်တာကိုစပြီးလုပ်ခဲ့တဲ့အလုပ်ကစပြီးတော့လက်ရှိအလုပ်အထိကိုအစင်လိုက်ပြောပြရမယ်ဒါမှသူလက်ရှိအလုပ်ကိုရဖို့အတွက်ကိုဘယ်လိုမျိုးဖြတ်တန်းလာတယ်ဘယ်လိုရောက်လာလဲဆိုတဲ့ဟာကိုဒါကိုယ့်ရဲ့ interviewer ကမြင်နိုင်မှာပေါ့နော်နံပါတ်၄အနေနဲ့ကကိုယ့်ရဲ့ future plan ကိုယ့်ရဲ့ goal ပေါ့နော် goal တွေ target တွေဘယ်လိုရှိလဲဆိုတာကိုပြောပြပေးရမှာအဲ့တော့ဒီအဖြေတဲ့အခါမှာကိုယ့်ကိုဒီ hire လုပ်ချင်တယ်ပေါ့နော်ကိုယ့်ကို ကုမ္ပဏီဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ကိုဘယ်လိုမျိုးမျှော်မှန်းလို့ရလဲဆိုတဲ့ဟာမျိုးပါသိသွားမယ်ပေါ့နော်တင့်ကိုဘာကြောင့်အလုပ်ခန့်တင်လဲဆိုတဲ့မိကွန်းရဲ့အဖြေလည်းဖြစ်သွားမယ်အဲ့ဒီလိုမျိုးအဖြေမျိုးရအောင်လည်းဖြေပေးသင့်ပါတယ်ကိုယ့်ရဲ့ future plan ကtarget တွေထားပါတယ်ဆိုတဲ့ဟာမျိုးကိုပြောပြရမှာပဲအဲ့တော့အလုပ် interview ရဲ့ tell me about yourself ဆိုတဲ့မိကွန်းအတွက်ဒီအချက်၄ချက်ကိုသိထားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ interviewer အလွယ်တကူနဲ့ interview မှာ structure ချနဲ့ကိုယ့်ရဲ့အဖြေကိုလည်းဖြေနိုင်မှာဖြစ်တယ်လို့ interviewer စီကနေလည်းပဲ impression ကောင်းကောင်းကိုရမှာဖြစ်ပါတယ် or best ဆိုတဲ့စကားလုံးလေးကိုမှတ်ထားပြီနော်